တန်တူရင်းတစ်ခုကြောင့်ထိတ်လန့်စရာကွင်းဆက်အဖြစ်အပျက်တွေစတင်ခဲ့ရပြီးအဲ့ဒီတန်တူရင်းကျသွားတဲ့နေရာမှာရှိနေတဲ့စွန့်ပစ်ထားတဲ့တန်ပိုက်လုံးဟောင်းကိုထိမိသွားတဲ့အတွက်တန်ချေးတက်နေတဲ့အခါလောက်တစ်ခုချောင်းထွက်သွားခဲ့တယ်။လမ်းမှာဖျက်လျှောက်သွားတဲ့လူတစ်ယောက်ကတော့သူ့ရှိမှဘလို့အန္တရာယ်မျိုးရှိနေလဲဆိုတာလုံးဝမသိလိုက်ဘူး။မမျှော်လင့်ပဲဖြစ်လာတဲ့ဒီမတော်တဆမှုကြောင့်သူသတိလစ်သွားခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲနောက်မြို့တစ်မြို့မှာပိုပြီးထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်နေတယ်။အလုတ်သမားတစ်ယောက်ကရေဆိုးမြောင်းဖုံးကိုအသေးအတန်ဆွဲယူနေရင်းနဲ့ကုန်တင်ကားပြီးအောက်မှာခံထားတဲ့အုပ်ခဲကိုမတော်တဆတွန်းမိသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲစီတင်ကားကြီးကလှိမ့်ထွက်လာတော့တယ်။လမ်းမပြင်ဆင်မှုတွေကြောင့်ရင်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက်စိတ်တူနေတဲ့ရင်မောင်းတစ်ယောက်ကကားမှန်ကိုချလိုက်တယ်။နောက်ပြန်ဆုတ်လာတဲ့စီတင်ကားကသူ့ကားစီကိုတန်းပြီးဝင်တိုက်လိုက်တဲ့အများအပြားကျန်ရှိနေတဲ့ဓာတ်ဆီတွေကချက်ချင်းဆိုသလိုစီးကျလာပြီးတနေရာလုံးကိုပြန့်နှံ့သွားခဲ့တယ်။တန်မတ်ကြီးရဲ့ဖွင့်ထားတဲ့ကားမှန်စီကိုအဲ့ဒီအချိန်မှာပဲလမ်းဘေးကလူတစ်ယောက်ကစစ်လိတ်တူကိုပစ်လိုက်မိတယ်ချက်ချင်းဆိုသလိုပဲလမ်းတစ်ခုလုံးမိတောက်တွေထဲမှာမြုပ်သွားတော့တယ်။ဒါပေမဲ့ဒီလိုတိုက်ဆိုင်သလိုဖြစ်နေတဲ့မတော်တဆမှုတွေအားလုံးကိုအပြစ်ကင်းစင်ပုံပေါက်တဲ့ကလေးငယ်တစ်ယောက်ကဖန်တီးနေတာဖြစ်ပြီးသူကဘယ်တော့မှငိုတာဒါမှမဟုတ်စူးညံတာမျိုးမလုပ်တတ်ဘူး။သူမွေးဖွားလာတဲ့နေ့ကလေးကဘယ်တော့မှနေမကောင်းဖြစ်တာမျိုးမရှိခဲ့တဲ့ဒီကလေးကိုတခြားကလေးတွေကထူးဆန်းတဲ့လူတစ်ယောက်လိုပဲထင်ကြတယ်ဘယ်သူမှသူ့ကိုတငယ်ချင်းမလုပ်ချင်ကြဘူး။တရိတ်ဆန်ယုံကမြောက်တွေတောင်သူ့ကိုကြောက်နေတယ်လို့ပဲတချို့ဆိုရင်ရုပ်ရုပ်တဲတဲဖြစ်လာပြီးသူ့စီကိုခေါ်အုပ်ဖို့တောင်ကြိုးစားကြတယ်။ဒီကလေးကိုဇွန်လ6ရက်နေ့ညနေ6နာရီမှာမွေးဖွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့နက်ခတ်ဖြစ်စဉ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။ကဘာမြေကိုစိုးကျိုးပေးမဲ့ခြေတကွန်3ခုဖြတ်တန်းသွားခဲ့တဲ့ဒီဖြစ်စဉ်ကကျန်းစာထဲမှာကြိုတင်ဟောကိန်းထုတ်ထားတာကြပြီးဖြစ်ပြီးကဘာမြေပေါ်ကိုအမောင်စွမ်းအားတစ်ခုရောက်ရှိလာတာဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဆိုတာကိုဖော်ပြနေတယ်။တန်တမန်တယောက်ရဲ့သားကိုလည်းအဲ့ဒီနေ့မှာပဲမွေးဖွားခဲ့တဲ့မွေးရပါကျမ်းမာရေးချိုးယွင်းချက်ကြောင့်ကလေးကမိနစ်အနည်းငယ်လောက်ပဲအသက်ရှင်ခဲ့တယ်။သူ့ဇနီးကလည်းနောက်ထပ်ကလေးမရနိုင်တော့ဘူး။ဒီလိုရုတ်တရက်ဖြစ်လာတဲ့အဖြစ်ဆိုးကိုဘယ်သူမှလက်ခံနိုင်စရာအကြောင်းမရှိတဲ့အတွက်ဖုန်းတော်ကြီးတစ်ပါးကနစ်ကိုကလေးမွေးဖွားတဲ့အခန်းထဲကိုခေါ်သွားခဲ့တယ်။ဒီကလေးကမင်းရဲ့သားမွေးတဲ့အချိန်မှာပဲအတိအကျမွေးဖွားလာတာဖြစ်ပြီးသူ့အမေကမွေးဖွားရင်းနဲ့တေးဆုံးသွားခဲ့တာလို့ပြောပြတယ်။ဒီလိုမိဘမဲ့ကလေးဖြစ်လာရတာကကံကြမ္မာပဲလို့ဖုန်းတော်ကြီးကယုံကြည်ခဲ့တဲ့နစ်နဲ့သူ့ဇနီးတို့ရဲ့ဂရုစိုက်မှုအောက်မှာဒီကလေးကအသက်9နှစ်အရွယ်ထိကြီးပြင်းလာခဲ့တယ်။သူ့မွေးနေ့ပါတီကျင်းပတဲ့နေ့မှာထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပွားလာခဲ့တယ်။ထိန်းကျောင်းသူအမျိုးသမီးကအဝေးကခွေးမဲကြီးတစ်ကောင်ကိုရိုးရိုးလေးငေးကြည့်နေခဲ့တယ်။ဝေးလံတဲ့နေရာမှာရှိနေတဲ့သူမဟာတစုံတစ်ယောက်ရဲ့အစွမ်းကြောင့်လားဆိုသလိုအိမ်ကောင်မိုးစီကိုရှောက်သွားခဲ့တယ်။လူတိုင်းကသူ့ကိုနားမလည်နိုင်စွာနဲ့ကြည့်နေကြတယ်။သူမကကလေးရဲ့နာမည်ကိုကျဲလောင်စွာအော်ခေါ်ရင်းနဲ့လေပင်မှာကျိုးကွင်းဆွတ်ထားတာကိုလူတွေအံ့အားသင့်စွာကြည့်နေကြတယ်။ဒါအားလုံးကမင်းအတွက်ပဲလို့သူမကပြောလိုက်တယ်ပြီးတော့မျက်နှာမှာအပြုံးတစ်ခုနဲ့အတူအပေါ်ကနေခုန်ချသွားခဲ့တယ်။သတင်းထောက်တစ်ယောက်ကလည်းဒီမြင်ကွင်းကိုရိုက်ကူးမိသွားတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဧည့်သည်တွေအားလုံးကြောက်လန့်ပြီးတောင်ခဲသွားကြတယ်။ပါတီပွဲတစ်ခုလုံးချက်ချင်းဆိုသလိုရှုပ်ထွေးသွားတော့တယ်။နက်ကသူ့သားကိုအမြန်ပွေ့ချီလိုက်ပေမဲ့ကလေးကဘာမှမဖြစ်တယ်လို့ငြိမ်သက်စွာကြည့်နေတယ်။ခွေးမဲကြီးနဲ့တိတ်တဆိတ်စကားပြောနေတယ်လို့မျိုးဖြစ်နေပြီးဒီမမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့်တန်ရုံအဝင်ဝမှာလူတွေပြည့်ကျက်သွားခဲ့ပြီးနက်ကမတော်တဆတိုက်မိသွားတယ်။သတင်းထောက်ရဲ့ကင်မရာကိုမဖျက်ဆီးမိခဲ့တဲ့အတွက်နက်ကရော်ကြေးပေးဖို့ကြိုးစားပေမဲ့သတင်းထောက်မှာတော့သူ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိနေတယ်။သူကဒီအခြေအနေကိုအသုံးချပြီးတီးတက်အင်တာဗျူးတစ်ခုရယူဖို့ကြိုးစားခဲ့ပြီးအဲ့ဒီအချိန်မှာပဲနောက်ထပ်ဖုန်းတော်ကြီးတစ်ပါးရောက်လာပြီးနစ်ရဲ့သားဟာမကောင်းဆိုးဝါးရဲ့တွင်မြင်လက္ခဏာလို့ချက်ချင်းဆွဆွဲလိုက်တယ်။ထူးဆန်းတဲ့ဖြစ်ရပ်တွေအားလုံးဒီကလေးကြောင့်ဖြစ်တာလို့သူကအခိုင်အမာပြောတယ်ဒီလိုအခြေအနေမျိုးမှာဘယ်သူမှဒီစကားကိုမယုံကြည်ကြပါဘူး။အထူးသဖြင့်ကိုပိုင်တဲ့နှလုံးဖြစ်တဲ့ကလေးနဲ့ပတ်သက်နေရင်ပိုဆိုးပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဖုန်းတော်ကြီးကအံ့အားသင့်စရာစကားတစ်ခုပြောလိုက်တယ်။ကလေးကိုမွေးစားထားတာသူသိတယ်လို့ပြောလိုက်တယ်။ဒီစကားတွေကနစ်ကိုချက်ချင်းဆိုသလိုစိုးရိမ်စိတ်ဖြစ်သွားစေတယ်။ဘာလို့လဲဆိုတော့ဒီလိုဝက်ချက်ကိုလူ3ယောက်ပဲသိတာကြောင့်မှကလေးမွေးဖွားတာကိုသူကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ဖုန်းတော်ကြီးကပြောတယ်။သူဟာတာမန်လူသားတစ်ယောက်မဟုတ်ပဲကြားတစ်လို့ထူးဆန်းတဲ့တရဝါတစ်ကောင်စီကနေမွေးဖွားလာတာလို့ပြောတယ်။နစ်ကကြားရတဲ့စကားတွေကိုပိုပြီးမယုံကြည်နိုင်စရာဖြစ်လာတယ်။သူကလုံခြုံရေးဝန်ထမ်းတွေကိုအမိန့်ပေးပြီးဖုန်းတော်ကြီးကိုဖယ်ခိုင်းလိုက်တယ်။သတင်းထောက်ကလည်းဒါကိုကင်မရာနဲ့အကုန်ရိုက်ကူးထားလိုက်တယ်။အိမ်ပြန်ရောက်တဲ့အခါနစ်စိတ်မငြိမ်မသက်ဖြစ်နေပြီးဖုန်းတော်ကြီးရဲ့စကားတွေကခေါင်းထဲမှာပဲ့တင်ထက်နေတယ်။သူကသူ့ဇနီးကိုမွေးစားထားကြောင်းပြောပြချင်ပေမဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးစကားဖြတ်ပြောသွားတယ်။သူမကတော့ထိန်းကျောင်းသူအသစ်ဖြစ်နေပြီးအဲ့ဒီအချိန်မှာပဲသတင်းထောက်ကလည်းရုပ်ရှင်ကားကိုလိုက်ကြည့်လိုက်တဲ့အခါဖုန်းတော်ကြီးရဲ့ဓာတ်ပုံတိုင်းမှာခေါင်းပေါ်မှာထူးဆန်းတဲ့အလင်းထဲတစ်ခုပါနေတာကိုတွေ့လိုက်ရတယ်။နောက်တစ်နေ့မှာနစ်ကသူ့မိသားစုကိုအရေးကြီးတဲ့အခမ်းအနားတစ်ခုခေါ်သွားပေမဲ့သူတို့ကားတန်းကဖះเจ้าရှိဖြတ်သွားတဲ့အခါကလေးကရုတ်တရက်စိုးရိမ်စိတ်တွေတက်လာပြီးသူ့အမေကကြည့်နေတယ်။ကလေးနေမကောင်းဖြစ်နေတယ်လို့ထင်ပြီးသူရုတ်တရက်ထိမ်းမရဖြစ်သွားကသူ့အမေကိုလက်သေးတွေနဲ့ကုတ်ချစ်နေတယ်။နစ်ကရင်မောင်းကိုကားပြန်လှည့်ဖို့အမြန်ပြောလိုက်ပြီးဖះเจ้าနဲ့ဝေးရာကိုရောက်မှာပဲ။ကလေးကငြိမ်ကျသွားတဲ့အိမ်ပြန်ရောက်တဲ့အခါသူ့ဇနီးကပိုပြီးစိတ်ပူလာတယ်။ကလေးကိုစစ်စစ်တင်တယ်လို့သူမကယုံကြည်ပေမဲ့နစ်ကတော့သူမအလွန်ကြုံစိုးရိမ်နေတာလို့ထင်နေတယ်။သူတို့သားကမွေးကလေးကတခါမှနေမကောင်းမဖြစ်ဘူးတာကိုသူမကတတိယလိုက်တယ်။ဘယ်ကလေးကမှနေမကောင်းမဖြစ်ပဲကြီးပြင်းလာနိုင်မှာမဟုတ်ဘူးလို့သူမတွေးမိတယ်။နေမကောင်းတောင်တခါမှမဖြစ်ဘူးတာကြောင့်သူ့ဇနီးရဲ့စိုးရိမ်စိတ်ကိုနစ်ကနှစ်သိမ့်ပေးဖို့ကြိုးစားပေမဲ့သူ့စကားတွေကသူမရဲ့ကြောက်စိတ်ကိုမလျှော့ချနိုင်ခဲ့ဘူး။ဖုန်းတော်ကြီးရဲ့သတိပေးစကားတွေကသူ့ကောင်းထဲမှာပြန်ကြားရောက်နေပြီးအိပ်ပျော်နေတဲ့ကလေးကိုကြည့်လိုက်တယ်။ကလေးကမကောင်းဆိုးဝါးတကောင်ဆိုတာသူမယုံကြည်နိုင်ပေမဲ့အဲ့ဒီအချိန်မှာပဲခွေးမဲကြီးတကောင်သူ့နောက်မှာရုတ်တရက်ပေါ်လာတယ်။အဲ့ဒီခွေးကနစ်ကိုရန်လိုတဲ့အမူအရာနဲ့ဟိန်းဟောက်လိုက်ပြီးကံကောင်းထောက်မစွာနဲ့ထိန်းကျောင်းသူရောက်လာတဲ့အတွက်ခွေးကချက်ချင်းငြိမ်ကျသွားတယ်။သူမကကလေးကကြိုက်တာကြောင့်လှုပ်ဝက်စွာခေါ်လာတာလို့ရှင်းပြပေမဲ့နစ်ကတော့စိတ်ဆိုးနေတော့မယ်။နောက်နေ့မှာခွေးကိုအိမ်ကနေဖယ်ထုတ်ဖို့သူအခိုင်အမာပြောလိုက်တယ်။ဖုန်းတော်ကြီးကသူ့ကိုထပ်တွေ့ဖို့လာပြန်ပြီးနစ်ကိုလာတွေ့ဖို့တောင်းဆိုတယ်။တန်းကြံတဲ့ကတရားအောက်မှာတွေ့ဖို့ပြောပြီးဒီတစ်ခါပြီးရင်နောက်ထပ်ဘယ်တော့မှမလာတော့ဘူးလို့ကတိပေးကလှည့်ပြန်သွားတယ်။အနားမှာစောင့်ကြည့်နေတဲ့သတင်းထောက်ကဒီမြင်ကွင်းကိုတွေ့လိုက်ရတယ်။သူ့ကင်မရာမှာဘာပြဿနာမှမရှိတာကိုသက်သေပြဖို့သူကဖုန်းတော်ကြီးကိုဓာတ်ပုံအကြိမ်ကြိမ်ရိုက်လိုက်ပေမဲ့ဓာတ်ပုံတွေကိုထုတ်ကြည့်တဲ့အခါထူးဆန်းတဲ့အလင်းတန်းကိုပဲပြန်တွေ့ရတယ်။အဲ့ဒီအချိန်မှာနစ်ကဖုန်းတော်ကြီးစီရောက်လာတယ်။သူ့ဇနီးကကလေးမရနိုင်တော့ဘူးလို့ဆရာဝန်ကပြောထားပေမဲ့အခုသူကိုဝင်ရှိနေပြီဆိုတာဖုန်းတော်ကြီးကပြောတယ်။ဒီကလေးကမမွေးသေးတဲ့ကလေးကိုကဘာမြေပေါ်ကိုရောက်လာမှာမဟုတ်ဘူး။အရင်ဆုံးကလေးကိုပျောက်ဆုံးသွားအောင်လုပ်ပြီးတော့မှအမျိုးသမီးစီကိုအာယုံစိုက်လာလိမ့်မယ်။
Nick ပိုင်ဆိုင်တာတွေအားလုံးကိုအမွေဆက်ခံပြီးတဲ့အခါနောက်ဆုံးမှာသူက Nick ကိုပါလာရှာလိမ့်မယ်လို့ပြောတယ်။မယုံကြည်သေးဘူးဆိုရင်ရောမမြို့ကဖုန်းတော်ကြီးတစ်ပါးစီတွားတွေ့ပါသူကကလေးရဲ့အစ်စ်အမှန်စင်မြင့်တဲ့ကံကြမ္မာကိုဖော်ပြပေးလိမ့်မယ်လို့ဖုန်းတော်ကြီးကပြောတယ်။ဒါပေမဲ့ Nick ကဒါတွေကိုအတိတ်ပဲမရှိတဲ့စကားတွေလို့သတ်မှတ်ပြီးဒီလိုကြောက်စရာကောင်းတဲ့ကောလာဟလတွေကိုဆက်ဖြန့်ရင်ရဲတိုင်မယ်လို့တတိပေးလိုက်တဲ့ Nick ထွက်သွားပြီးမကြခင်မှာပဲအပြင်မှာမုန်တိုင်းကပိုပြီးပြင်းထန်လာပြီးဖုန်းတော်ကြီးကအန်ရီယယ်ကိုကြိုတိနေတယ်လို့မျိုးဖះเจ้าစီကိုအမြန်ပြေးသွားတယ်။ဒါပေမဲ့ဖះเจ้าတကားတွေကသူ့အလိုလိုပိတ်သွားတယ်ပြီးတော့မိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီးဖះเจ้าရဲ့ထိပ်မှာရှိတဲ့မိုးကြိုးလွဲကိုပါပြတ်ထွက်သွားစေတယ်။အဲ့ဒီအချိန်မှာ Nick အိမ်ပြန်ရောက်တဲ့အခါသူ့ဇနီးကသူမကိုဝင်ရှိနေပြီလို့ပြောလိုက်တယ်ဒီသတင်းက Nick ကိုအကြီးအကျယ်တုံ့လှုပ်သွားစေတယ်သူမစင်စားရသေးခင်မှာပဲဖုန်းတော်ကြီးတိတ်ဆုံးသွားတဲ့သတင်းကိုကြားလိုက်ရတယ်အဲ့ဒီအချိန်ထိNick ကမျောလင်းချက်မဆုံးရှုံးသေးဘူးတနေ့မှာသူ့သားစကူတာစီးနေရင်းနဲ့သူ့အမေအပင်တွေပြုစုနေတာကိုမြင်လိုက်ရတယ်သူ့ဇနီးကိုအရေးပေါ်ဌာနစီအမြန်ပို့လိုက်ပေမဲ့ကလေးကိုတော့ကယ်တင်လို့မရလိုက်ဘူး Nick ကတော့ဖုန်းတော်ကြီးရဲ့တတိပေးချက်ကိုမယုံကြည်သေးဘူးအဲ့ဒီအချိန်မှာပဲသတင်းထောက်ကသူ့စီကိုလာတွေ့ပြီးသူတွေ့ရှိခဲ့တာတွေကိုပြောပြတယ်မွေးနေ့ပါတီမှာထိန်းချောင်းသူရဲ့လေပင်နာမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုရှိခဲ့ပြီးမကြခင်မှာပဲသူမတိတ်ဆုံးသွားခဲ့တယ်ဖုန်းတော်ကြီးရဲ့တပ်ပုံတွေမှာလည်းဒီလိုဖြစ်ရမျိုးပဲပါနေပြီးအခုသူလည်းမရှိတော့ဘူးဒီထူးဆန်းတဲ့အလင်းတန်းကတေချင်းတရားရဲ့လက္ခဏာလို့သတင်းထောက်ကယုံကြည်တယ်သူတို့နှစ်ယောက်စလုံးပို့ပြီးနက်နက်ရှိုင်းရှိုင်းစုံစမ်းမှုဆုံးဖြတ်လိုက်ကြတယ်ဖုန်းတော်ကြီးရဲ့အိမ်ကိုသွားတဲ့အခါနေရန်တွေမှာကျန်းစာမျက်နှာတွေကတ်ထားတာကိုတွေ့လိုက်ရပြီးမကောင်းဆိုးဝါးတွေကိုကာကွယ်ဖို့အတွက်လှုပ်ထားတာဖြစ်နိုင်တယ်ဖုန်းတော်ကြီးရဲ့ဒိုင်ယာရီကိုဖတ်ကြည့်တဲ့အခါကလေးမွေးတဲ့နေဆွဲကိုတွေ့ရပြီးအရှိဥရောပမှာကြားရောက်ခဲ့တဲ့ခြေတကွန်အကြောင်းလည်းပါနေတယ်အဲ့ဒီနေ့မှာပဲ Nick ရဲ့မိသားစုလှုပ်ရှားမှုတွေကိုပါတိကျတေချာစွာမှတ်တမ်းတင်ထားတာကိုတွေ့ရတယ်သတင်းထောက်က Nick ကိုဓာတ်ပုံတစ်ပုံပေးလိုက်တဲ့သူကိုယ်တိုင်လည်းမကောင်းဆိုးဝါးရဲ့အမှတ်အသားအပေးခံထားရတယ်လို့ပဲဒီကိစ္စတွေအားလုံးကိုရပ်တန့်မှုနှစ်ပေါင်းများစွာက Nick ကိုကလေးမွေးစားဖို့တိုက်တွန်းခဲ့တဲ့ဖုန်းတော်ကြီးကိုရှာဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့နှစ်ယောက်ခရီးစတင်လိုက်ကြတယ်အကြာကြီးရှာဖွေပြီးတဲ့နောက်မှာတော့ဖုန်းတော်ကြီးကိုကျွန်းငယ်လေးတစ်ခုမှာတွေ့လိုက်ရပေမဲ့သူဝိယုံကိုချွတ်လိုက်တဲ့အခါသူတို့အလွန်ထိတ်လန့်သွားခဲ့တဲ့ Nick ကလေးကိုခေါ်သွားတဲ့နေ့မှာပဲဆေးရုံမှာမီးလောင်ခဲ့တာဖြစ်တယ်သူမျက်နှာကပျက်စီးသွားပြီးစကားပြောတဲ့စွမ်းရည်တောင်ဆုံးရှုံးသွားခဲ့ရတယ် Nick ကထက်ခါတောင်းပန်ပြီးတဲ့နောက်ဖုန်းတော်ကြီးကနာကျင်မှုတွေကိုတီးခန့်ရင်းကလေးရဲ့အစ်စ်အမှန်မိခင်ကိုမြုပ်နှံထားတဲ့နေရာကိုရေးပြပေးလိုက်တယ်ဖုန်းတော်ကြီးရဲ့အခြေအနေကိုကြည့်ပြီး Nick ကသူ့ကိုထပ်ပြီးမနှောက်ယှက်တော့ဖို့ဆုံးဖြတ်လိုက်တယ်သူတို့နှစ်ယောက်ကီလိုမီတာ90ခရီးနှင်ပြီးနောက်ဆုံးမှာတော့နေရာကိုရောက်သွားတယ်ဖုန်းတော်ကြီးပြောတဲ့နေရာကလူသူအရောက်ပေါက်နေတဲ့တင်းကြိုင်းတစ်ခုဖြစ်ပြီးမိခင်နဲ့ကလေးကိုပေးချင်းရှင်ပြီးမြုပ်နှံထားတဲ့တင်းကြိုင်းတစ်ခုကိုတွေ့လိုက်ရတဲ့မြုပ်နှံတဲ့နေဆွဲကဇွန်လ6ရက်နေ့အတိအကျဖြစ်တယ်9နှစ်အကြာမှာပဲသူတို့နှစ်ယောက်ပထမဆုံးတင်းကြိုင်းကိုတူးဖော်လိုက်ကြတဲ့အတွင်းမှာတွေ့လိုက်ရတဲ့အရာကသူတို့ကိုဘာစကားမှမပြောနိုင်အောင်ဖြစ်သွားစေတယ်အဲ့ဒါကလူသားရဲ့ရုပ်လောင်းမဟုတ်တာတေချာနေတယ်သူချက်ချင်းပဲဒုတိယတင်းကြိုင်းကိုတူးဖို့ပြင်လိုက်တယ်သူသားအစ်စ်ကအဲ့ဒီမှာမြုပ်နှံထားတဲ့ဆိုတဲ့ခံစားချက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ဒုတိယတင်းကြိုင်းကိုတူးလိုက်တဲ့အခါကလေးရိုးစုတစ်ခုကိုတွေ့လိုက်ရတယ်သူ့ဦးကောင်းခုံမှာတေဆုံးခင်ကအကြီးအကျယ်ထိခိုက်ထားတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်အဲ့ဒီအချိန်မှာပဲ Nick အရာအားလုံးကိုနားလည်သွားတော့တယ်သူသားအစ်စ်ကတဘာဝအတိုင်းတေဆုံးခဲ့တာမဟုတ်ဘူးဒီကလေးကိုတမင်တကာတက်ဖြတ်ခဲ့တာဖြစ်ပြီး Nick ကဒီကလေးကိုမွေးစားမိအောင်လုပ်ထားတာဖြစ်တယ်အဲ့ဒီအချိန်မှာထိန်းချောင်းသူကကလေးကိုခေါ်ပြီး Nick ရဲ့ဇနီးဆေးရုံကိုလာလေတဲ့စီကံရလူတစ်ယောက်ပဲဝင်ခွင့်ရှိတဲ့အတွက်ထိန်းချောင်းသူကသဘောတူပြီးကလေးကိုအပြင်မှာစောင့်ခိုင်းထားခဲ့တယ်လူကြီးတွေနဲ့ပဲဖြေရှင်းရမယ့်ကိစ္စတွေရှိနေတာကြောင့်လူမရှိတဲ့အချိန်မှာသူမကအိတ်ထဲကဆေးထိုးအပ်ကိုထုတ်လိုက်တယ်လေအများကြီးစုပ်ထည့်လိုက်ပြီးတွေးကြောတဲ့ကိုထိုးသွင်းလိုက်တဲ့ဆေးရည်တွေအားလုံးကိုထိုးသွင်းလိုက်တဲ့အတွက် Nick ရဲ့ဇနီးရုန်းကန်မှုတွေရပ်တန့်သွားပြီးခဏအကြာမှာပဲဆုံးသွားတယ် Nick ကသူ့ဇနီးတေဆုံးကြောင်းသတင်းကိုကြားလိုက်ရတယ်ဖုန်းတော်ကြီးရဲ့ဟောကိန်းကမှန်သွားပြီး Nick ကနောက်ဆုံးမှာဒီကလေးဟာမကောင်းဆိုးဝါးရဲ့ကလေးဖြစ်ကြောင်းယုံကြည်သွားတယ်ပင်ပန်းကြီးစွာရှာဖွေပြီးနောက်မှာတော့ဖုန်းတော်ကြီးပြောတဲ့နောက်ထပ်ဖုန်းတော်ကြီးတစ်ပါးကိုတွေ့လိုက်ရတယ်ဖုန်းတော်ကြီးက Nick ကိုတန့်စင်ထားတဲ့ရေစင်နဲ့အချွန်တွေကိုထည့်ထားတဲ့အိတ်ကိုပေးလိုက်တယ်ဒီအလုပ်ကိုဖះเจ้าထဲမှာပဲလုပ်ရမယ်လို့တတိပေးပြီးဒီအချွန်တွေအားလုံးကိုမကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲကိုထိုးဆိုင်ရမယ်လို့ပြောတယ်ဒါမှပဲသူ့ကိုအပိသက်ဖြည့်ဆည်းနိုင်မှာဖြစ်တယ်ဒါပေမဲ့ Nick ကထပ်ပြီးတွေးဝေနေတယ်ဒါကိုမြင်တော့ဖုန်းတော်ကြီးကမကောင်းဆိုးဝါးရဲ့ကလေးဟာခေါင်းနောက်ဖက်မှာ6-3လုံးအမှတ်သားပါလိမ့်မယ်လို့ပြောပြတယ်သူတို့ကိုကာကွယ်ဖို့ထိန်းချောင်းသူကိုဆေလွတ်လိုက်တာလို့လည်းဖော်ထုတ်ပြောကြားတယ်ဒီဇလန်ကမယုံနိုင်စရာဖြစ်လာတယ်နောက်ဆုံးမှာ Nick ကထွက်သွားဖို့ဆုံးဖြတ်ပေမဲ့သတင်းထောက်ကလက်မလျှော့ခဲ့ဘူးသူကအချွန်တွေကိုကင်ပြီး Nick နောက်ကိုလိုက်သွားတဲ့အမြန်ဆုံးအေးအေးယူဖို့တိုက်တွန်းနေတာဖြစ်ပြီးမဟုတ်ရင် Nick ကနောက်ထပ်တေဆုံးရမယ့်သူဖြစ်လာနိုင်တယ်မင်းကငါ့ကိုကလေးငယ်တယောက်ကိုအပ်နဲ့ထိုးခိုင်းနေတာလားဒါဘလောက်တောင်ယူမိုက်နေလဲဆိုတာမင်းမသိဘူးလား Nick ကအိတ်ကိုတက်တူဆိုင်ဖို့အောက်ကိုပစ်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲမတော်တဆမှုဖြစ်ပွားပြီးသတင်းထောက်တေဆုံးသွားခဲ့တယ်ဓာတ်ပုံတွေကထူးဆန်းတဲ့နမိတ်ကအမှန်တကယ်ဖြစ်လာခဲ့တယ်ဒီအချိန်မှာတော့ Nick ကအမှန်တရားကိုညှင်းလို့မရတော့ဘူးသူအချွန်အိတ်ကိုပြန်ကောက်ပြီးအိမ်ထဲကိုတိတ်တဆိတ်ဝင်သွားကသူ့သားရဲ့မွေးရပါအမှတ်ကိုစစ်ဆေးဖို့ကြိုးစားတယ်ရုတ်တရက်ပြင်းထန်တဲ့လေတိုက်ခတ်တန်နဲ့အတူတကားပိတ်သွားတန်ကအဆောင်ခွေးကိုတတိပေးလိုက်တဲ့ Nick ကကိုတောင်ကန်းထဲကိုပြေးဝင်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်ခွေးကအယူတကောင်လိုသူ့စီကိုပြေးဝင်လာတယ်အဲ့ဒီနောက် Nick ကကလေးရဲ့အခန်းထဲကိုကက်ကြီးတစုံနဲ့တိတ်တဆိတ်ဝင်သွားပြီးကလေးရဲ့စပင်းတွေကိုညှက်ရင်းဂယုတစိုက်ရှာလိုက်တဲ့အမှန်တကယ်ပါပဲသူ6-3လုံးအမှတ်သားကိုတွေ့လိုက်ရပြီးဒီကလေးဟာမကောင်းဆိုးဝါးရဲ့ကလေးဆိုတာအတည်ပြုနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲထိန်းချောင်းသူကနောက်ကနေရုတ်တရက်တိုက်ခိုက်လာတဲ့စူညံတန်တွေကြောင့်ကလေးနိုးလာတဲ့ Nick ကထိန်းချောင်းသူစီကနေလွတ်အောင်ရုံထွက်နိုင်ခဲ့တယ်သူကလေးကိုပွေ့ချပြီးအပြင်ကိုအမြန်ပြေးထွက်လာတယ်ထိန်းချောင်းသူကတကယ်ပဲသူ့ကိုကာကွယ်ဖို့ရောက်လာတာဖြစ်တဲ့အချိန်တွေကုန်ဆုံးနေပြီ Nick ကကလေးကိုကားထဲကိုတွန်းထည့်လိုက်ပြီးဖះเจ้าစီကိုအမြန်မောင်းသွားတယ်အဝင်ဝကရင်ထင်းရဲကသူထွက်ပြေးနေတယ်လို့တန်တရားဝင်သွားတယ်မူရစေဝါသုံးဆွဲထားပုံပေါက်နေလို့အကူကြီးခေါ်ပြီးလိုက်ခိုင်းတယ်ဒါပေမဲ့ Nick ကတော့ဒါတွေကိုဂယုမစိုက်တော့ဘူးသူကဖះเจ้าစီကိုအမြန်ဆုံးမောင်းသွားပြီးကလေးကို
ပွေ့ချီကအထဲကိုပြေးဝင်သွားတဲ့နစ်ကကလေးကိုလက်ဝါးကတ်တိုင်ရှိမှာအတင်းထိုင်ခိုင်းလိုက်ပြီးမျက်ရည်တွေနဲ့ဆူတောင်းနေတယ်။ဒါပေမဲ့သူ့အချုံကိုမြှောက်လိုက်တဲ့အချိန်မှာပဲလေဆာအမှတ်သားတွေအများကြီးကသူ့စီကိုချိန်ရွယ်ထားတာကိုတွေ့လိုက်ရတယ်။ရဲတပ်ဖွဲ့ကပြစ်ခတ်လိုက်တဲ့အတွက်နစ်နေရာတင်ပွဲချင်းပြီးတေးဆုံးသွားခဲ့တဲ့သမ္မတကြီးကနစ်ရဲ့ဇာပနာကိုတက်ရောက်ခဲ့တယ်။နစ်အောင်မြင်မှုမရတာကိုသိလိုက်ရတဲ့ဖုန်းတော်ကြီးကစိတ်ပြတ်အားငယ်စွာနဲ့ကွယ်လွန်သွားခဲ့တယ်။သမ္မတဘေးမှာသူ့လက်ကိုကင်ထားတဲ့ကလေးတစ်ယောက်ရှိနေတယ်။သူ့ရဲ့နောက်ထပ်သားကောင်ကဘသူဖြစ်လာမလဲဒီလိုနဲ့ဇလန်းကအဆုံးသတ်သွားပါတော့တယ်။